21ရက်နေ့မှာကြာရောက်မယ် International Yoga Day အထိမ်းအမှတ်အနေနဲ့ Samsung Band Watch Day Premium Yoga Mat တွေကိုလက်ဆောင်ပေးမဲ့အမိုက်စား campaign လေးတစ်ခုစီစဉ်ပေးထားရဲဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားရဲဆိုရင်ဒီဗီဒီယိုလေးကိုမကြော်သွားဘဲနဲ့အဆုံးထိလိုက်ကြည့်ကြည့်နော်တကယ်တော့စနိုးလဲလေဒီရဲ့ဘိုင်းကလေ stress တွေအရန်တက်နေအလုပ်တွေတအားများပြီးတော့စနိုးလိုပဲ stress တွေတက်နေတဲ့သူလေးရောရှိသေးလားရှိရဆိုလို့ရှိရင်ဒီနေ့စနိုးကစိတ်ဖိစီးမှုတွေကိုကင်းဝေးစေမဲ့ယောဂကျင့်စဉ်လေးသင်ပြပေးတော့မှာဖြစ်ပါတယ်စိတ်သွားတိုင်းကိုမပါဖြစ်နေတယ်ဆိုလို့ရှိရင်အခုစနိုးလုပ်ပြပေးမယ်ယောဂကျင့်စဉ်လေးကိုကျင့်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ရောကိုယ်ပါကျန်းမာစေပြီးတော့စိတ်ဖိစီးမှုလေးတွေပါကင်းဝေးစေမှာမလို့တူလိုက်လို့ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်အားစစားလိုက်ရအောင်နော်စနိုးကကြတော့လေမှန်ကြီးသလိုပြပေးမှာဆိုတော့ဒါကညာဘက်ဒါကဘယ်ဘက်နော်အကုန်လုံးဒီဘက်ဆိုညာလုံးမယ်ဒါဆိုဘယ်လုံးမယ်စရအောင်လက်နှစ်ဖက်လေးကအောက်လေးမှာချလိုက်မယ်နော်ညာလက်လေးကခေါင်းကိုင်လေပင်လေးတွေကိုဖြည်းဖြည်းချင်းစီဆွဲချမယ်ပခုံးလေးတွေကိုဖြုတ်ချမယ်ချိန်ဆိုင်ဘယ်လေးကိုအောက်မှာထိလိုက်မယ်ဒီပခုံးလုံးဝရှော့ချလိုက်မယ်နော်ဘယ်လက်လေးကခေါင်းကိုင်လေပင်လေးတွေရှော့ဒါကပုံမှန်လေးဖြစ်ဖြစ်ချင်းစီရှူထားမယ်။အင်းလက်လေးဖြုတ်ချလိုက်မယ်နော်။ဒူးဘော်လေးမှာတတောင်တတာလေးတင်ထားမယ်။မျက်လုံးလေးမိတ်ပြီးတော့ခေါင်းလေးငုပ်မယ်။မေးစီးနဲ့ရင်ဘက်လေးနဲ့ထိသွားတဲ့အထိငုံချလိုက်မယ်နော်။ငုံပြီးသွားရင်ညာဘက်ချမ်းလေးကိုဖြည်းဖြည်းချင်းစီဆောင်းသွားမယ်။လေးရှူအလေးလေးကိုလာမယ်။ဘယ်ဘက်ချမ်းဖြည်းဖြည်းချင်းစီဆောင်းသွားမယ်။နောက်တစ်ခါတော့သွားကြည့်အောင်သက်ရှူသွင်းမယ်ညာဘက်ချမ်းလေးကိုစောင်းအလဲလေးလာမယ်လေးရှူဘယ်ဘက်ချမ်းလေးကိုစောင်းကဲမျက်လုံးလေးဖွင့်မယ်ကောင်းလေးမောပခုံးလေးရှော့မယ်နော်လက်နှစ်ဘက်ကပခုံးမော်လေးကိုတင်လိုက်တောင်လေးထိမယ်မျက်နှာလေးကနေပြီးတော့ဝိုင်းသွားလိုက်မယ်ကပ်ပြီးတော့အားကောင်းလေးသွားရအောင်5လေးရှူမယ်4ရောက်တဲ့အချိန်မှာရှူပြီးတော့ခြားတဲ့အချိန်မှာရှူထုတ်လိုက်မယ်နော်3ဆက်လက်ထားမယ်2နောက်ဆုံးတစ်ခါ down လေးထိ1 direction လေးပြောင်းမယ်နော်နောက်ကနေရှေ့ကိုလက်ထုံးမယ်5ဆက်ရှူ4စိတ်ကိုလုံးဝဖြောပေးထားမယ်နော်3ဆက်လက်ထားမယ်2နောက်ဆုံးတစ်ခါ1အသီးလေးတွေဆုပ်လိုက်မယ်အတွင်းကနေအပြင်အောင်လိုက်မယ်နော်5 4 3 2 1 direction လေးပြောင်းရအောင်5 4 3 2 1ဒီလက်ကိုဒီလိုလေးဘေးလေးကိုနော်ဘေးညာလေးကားလိုက်မယ်အောက်ကလေးမှချလိုက်မယ်အရင်ဆုံးလေးရှူမယ်နော်ဘေးညာလေးဆွဲလိုက်မယ်တစ်ဖက်ကို pressure ပေးမယ်တစ်ဖက်လေးကိုဆောင်းချနောက်နှစ်ခေါက်လောက်လေးရှူနောက်ဆုံးတစ်ခါလေးရှူโอเคနောက်တစ်ခွက်လေးပြောင်းရအောင်နော်တော်တော်မျိုးလေးမှောက်လိုက်မယ်အဲ့နှစ်ဖက်လေးကကြတော့ပခုံးအကျယ်လေးထားမယ်နော်ပြီးရင်တင်မအောင်တက်လေးမှာဒူးထားမယ်ပခုံးအောင်တက်လေးမှာလက်လေးထားလိုက်မယ်နော်ဒီတိုင်းလေးရသွားပြီဆိုရင်ကိုယ့်ရဲ့အလေခါစင်တာလေးကိုအပေါ်တက်လေးကိုတွန်းလိုက်မယ်တွန်းမယ်ဘိုက်ကလေးကိုရှိုက်သွားမယ်ခေါင်းလေးငုံချဒီကနေပြီးတော့ခါးလေးကိုဖြော့ပေးလိုက်မယ်နော်ခါးအလေးပိုင်းလေးကိုရှော့ပြီးတော့ခေါင်းမော့ရင်ဖွင့်လေးရှူနောက်တစ်ခေါက်လေးသွားကြည့်အောင်ကြောအလဲလေးကိုတွန်းသွားလိုက်မယ်နော်ခေါင်းလေးငုံခါးလေးကိုကော့ထုံမယ်ဖြည်းဖြည်းချင်းစီဖြော့ခေါင်းလေးမော့အခုတကလိုလေးသွားကြည့်အောင်နော်ဒီလိုမျိုးအရှိအနောက်ကလေးသွားကြည့်မယ်အနောက်ကလေးကိုယူမယ်အရှိကိုပြန်ယူကြည့်မယ်ဒါလေး2ခေါက်လောက်လုပ်ကြည့်ပါအောင်အနောက်ကိုဆွဲမယ်ရှေ့လေးကိုလာမယ်ဒါလေးကိုရပြီဆိုရင်ခါရဲ့ movement လေးထည့်ကြည့်အောင်နော်ခါလေးကိုကွေးလိုက်တာနဲ့အနောက်ကိုဆွဲဖြည်းဖြည်းချင်းစီဆွဲသွားလိုက်မယ်ကိုယ့်ရဲ့ကြောပုံနေစက်တီခါရဲ့တင်းနေရာလေးတွေရှုံးခါလေးကိုဖြော့ပြီးတော့ရှေ့ကိုတုံးမယ်ခေါင်းလေးမော့လန်ချုပ်လေးရှူနောက်ဆုံးတစ်ခေါက်လေးပဲနော်ဘိုက်ကိုရှိုက်မယ်အနောက်ကိုဆွဲသွားမယ်အောက်ထိမထိုင်ချပဲနဲ့တဝက်ကလေးမှထိန်းထားမယ်ဇက်လေးတွေကိုဖြုတ်ချမယ်5 4 3 2 1စင်တာလေးကိုလာလိုက်မယ်နော်
ဒီပုံစံအတိုင်းလေးကိုမှခြေပြားလေးနှစ်ဖက်ကိုထိလိုက်မယ်ဒူးလေးတွေလွှတ်လိုက်မယ်နော်ဒီလိုပုံစံလေးကနေတင်မကိုတွန်းဖြည်းဖြည်းချင်းစီတွန်းသွားမယ်ကြောကိုရိုးတစ်ခုလုံးဆန့်ထွက်သွားအောင်တွန်းထုတ်ပေးလိုက်မယ်နော်စိတ်လေးကိုရှော့ထားမယ်ပေါင်နောက်ဒီခါးတွေဆန့်ထုတ်ထားမယ်နော်ညာ6ကလေးကိုခြေပြားလေးထောက်ကြည့်အောင်ဒူးလေးကွေးမယ်တင်မလေးအပေါ်ထောင်ခါးလေးကိုဆက်ပြီးအနောက်ကိုတွန်းချမယ်နော်3 2 4လောက်တစ်ချမ်းလေးသွားရအောင်ဘဲ6ကလေးကိုခြေပြားလေးထောက်လိုက်မယ်နော်ဒူးကွေးလက်ကလေးတွေကိုတွန်းပြီးတော့ခေါင်းလေးကိုငုံချထားမယ်ခါးလေးတွေဖြော့ထားမယ်3 2 4 release ဒီကနေခေါင်းလေးမော့ကြည့်လိုက်မယ်နော်လက်ချာလေးတွေကိုကြည့်လိုက်အရှိကိုဖြည်းဖြည်းချင်းစီရှောက်သွားမယ်ရှောက်မယ်ကျောင်းနှစ်ဖက်လေးကတင်မအကျအတိုင်းလေးထားမယ်နော်ဒူးကိုနည်းနည်းလေးကွေးလိုက်မယ်ဒီခါနေပြီးအပေါ်တစ်ပိုင်းလုံးဖြုတ်ချမယ်လက်ကလေးတွေကိုလက်ဘွားလေးလန်ထားအောက်ကကျန်နဲ့မထိလဲရတယ်နော်ကြောကုန်းလေးအကုန်လုံးဖြုတ်ချမယ်ခေါင်းလေးငုံမျက်လုံးလေးမိတ်ထားမယ်နော်လိုချင်တာကိုယ့်ရဲ့မိညောင်ရိုးလေးကနေပြီးတော့ကြောကုန်းရဲ့အယိုးတစ်စစ်ချင်းစီတိုင်းကိုရှော့ချပေးရမယ်နော်စိတ်လေးရှော့တေရှူပိုက်ဒီခါလေးမတောင်းထားနဲ့မျက်လုံးလေးဖွင့်မယ်ခါလေးကိုကုန်းသွားမယ်လက်လေးတွေကိုဖြုံမယ်အပေါ်ပိုင်းလေးကိုဖြည်းဖြည်းချင်းစီကွေးပြီးတော့ထားမယ်ခေါင်းလေးငုံထားအောင်ဖြည်းဖြည်းကမ်ပိန်းလေးမှာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်ကိုယောဂဆော့ထားတဲ့ဗီဒီယိုလေးကိုရိုက်ရမယ် TikTok ဒါမှမဟုတ်လို့ရှိရင် Facebook အကောင့်ကနေပြီးတော့ကိုယ့်ရဲ့ဗီဒီယိုကို public နဲ့ပြန်ပြီးတော့တင်ပေးရမယ်ရေးရမယ့် caption လေးကကြတော့ hashtag နှစ်ခုထည့်ပေးရမယ် hashtag နှစ်ခုက GGINL Yoga Challenge GGI Nippon Live ဆိုပြီးတော့ hashtag နှစ်ခုကိုသေချာလေးထည့်ပေးရမယ်ပြီးတော့အခုစနိုးနဲ့ yoga ဆော့ထားတဲ့ဒီဗီဒီယိုလေးကို like and share လုပ်ထားပေးဖို့လိုမယ်နော်ပြိုင်ပွဲလေးကိုပါဝင်ဖို့ဆိုလို့ရှိရင် Facebook ကော TikTok ကော channel နှစ်ခုလုံးကနေပြိုင်လို့ရတာမလို့စုလေးတွေကို Facebook မှာ3စု TikTok မှာ3စုစီစဉ်ပေးထားပါတယ်ဘယ်လိုလူလေးတွေကိုပေးမလဲဆိုလို့ရှိရင် view အများဆုံးစု like အများဆုံးစု creative အကောင်းဆုံးစုဆိုပြီးတော့စုကြီး6စုစီစဉ်ပေးထားပါတယ်စုကြီး6စုကိုမရလိုက်လို့ဒီပြိုင်ပွဲမှာငါပါလိုက်ရတာအလကားဖြစ်သွားပြီလို့မထင်လိုက်နဲ့နော်စီကံချက်နဲ့ကိုင်းညီတဲ့ပြိုင်ပွဲဝင်တဲ့အားလုံးကို GGI Nippon Live ကနေပြီးတော့မြစ်တာလက်ဆောင်လေးတွေပေးအပ်သွားမယ်အစီအစဉ်လေးလုပ်ပေးထားတယ်ကဲစိတ်ဖိစီးမှုတွေကိုကင်းဝင်းစေပြီးတော့ညာဘက်နှစ်ချက်ချိုင်အိပ်ပျော်စေမယ်စနိုးဒီနေ့လုပ်ပြတဲ့ yoga ဗီဒီယိုလေးကိုလိုက်လုပ်ရင်းနဲ့ campaign အမိုက်စားလေးကိုပြိုင်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်နောက်ဗီဒီယိုလေးမှာဆုံမယ်တတား